အဲ့နေဘယ်လိုတော့နာတယ်မသိမတော် ဒီ ရော ဆိုတာညလမ်းလျှောက်မလို့ငလာညာချက်မှာ အဲ့လိုလေးရှောက်ပါလား အကောင်းတဲ့တိုင်းနေကြိုးဆိုတာ The North Face The North Face ရဲ့တာနာမှုကဘာနဲ့မှလိုက်မလို့ရေခဲတမျှအေးမြတယ်ဒီမှာဆွဲကျဲ The North Face The North Face logo ကိုတူးတုံးနဲ့ပေါင်းဆက်ထားတယ်ဗျာဒီမှာကြည့်လိုက်ပါဦးဒီဘေးကက်အိတ်လေးရဲ့ရေလုံးစစ်ကလေးကတော့အရန်လှပတော့ဗျာဒီမှာလုံးဝတာနာမှုကလိုက်မမီဘူးဒီမှာကြည့်လိုက်ပါနော်ဒီမှာကြည့်လိုက်ပါပရိသတ်ကြီးအင်မတန်မှနူးညံ့တော့အသားကာလာလေးဒီမှာဇေလေးပိတ်ပြမယ်ဇစ်ရဲ့ဇစ်ကောင်းတွေကလုံးဝခိုင်မာလုပ်ပေးထားတာနော်ဟိုလိုပေါ်ဆက်ဆက်ဇစ်ကောင်းတွေတခုမှမပါဘူးခင်ဗျအဲ့ဒါဘယ်လောက်ထိတာနာမှုလဲရှိတယ်ဆိုရင်နောက်နေထားပါညာ ရှုပ်တာဟဲ့ဖက်သားမ နောက်နေထားကြည့်လိုက်အောင် တရားပါစမ်းနေ ရမ်းမိုက်ပါတယ်ခင်ဗျာဒါလေးကခဲလေးနဲ့ဘီလေးကတေးသေးလေးအမဲလေးနဲ့ကပ်ပေးထားပါတယ်ခဲမဲလေးပါခင်ဗျာ စိုက်လေးပြောလိုက်စိုက် စိုက်လေးက medium left side 80 280တိရှိပါတယ်လှပတော့ဒါလေးကတော့အမဲလေးဗျာကျွန်တော်ခါးဆိုင်31ဝတ်တယ်31ဝတ်တော့ဟိုလိုပြောမယ်ဆိုရင်ဒီကောင်ကခုနခဲမဲနော်ခုကမဲခဲကိုလုံးဝအထားကြတယ်ဗျာကျွန်တော်ချမ်းနေရမဟုတ်ဘူးကြီးညာတဲ့သဘောမျိုးနဲ့ကြည့်လိုက်တော့လုံးဝနင်းကြချက်ပန်းနင်းကြနောက်နေထားပါညာကြည့်လိုက်အောင် အဲ့လိုလေးရှောက်မှာပေါ့ နောက်နေထားပါညာကြည့်လိုက်အောင်ဆိုဒီမှာဈေးကောင်းနေရတော့လုံးဝမဲ့ထွက်နေတဲ့နေထားမှာရှိပါတယ်ဒီမှာ The North Face သူ့ရဲ့ logo လေးရေးထားပါတယ်ရေးထားမှုကလည်းလုံးဝသားနာပါတယ်ခင်ဗျဒီမှာ The North Face နှစ်ဖက်ပါပါတယ်ရှေ့မှာသူ့ရဲ့ logo လေးပါပါတယ် The North Face အဲ့ဒါတစ်ခုပြင်ဟိုသူ့ရဲ့ကျူတာလောလောဆယ်ဒီမှာတန်ကောင်းနေနဲ့လုံးဝဟိုထောင်ပြောင်းနေအောင်ကျိုးကလုံးဝအထူသားနဲ့လှုပ်ထားတာခင်ဗျာဒီကောင်ကမဲခဲလေးကျွန်တော်31 site တောင်မှခါဆိုင်31တမားတောင်မှဒီ medium site ရတယ်ဆိုတော့AC ပဲ28တမားခါဆိုင်28တမား29တမားလည်းရတယ်ခင်ဗျာဘယ်လိုနေလဲနေတာလေးသူကစပေါ်သားပြီမဲ့လုံးဝသူ့တာနာလေးကတအားကောင်းတယ်ဗျာဘယ်လိုလဲဆိုဝေးရတဲ့ရတာဘာလို့နေလဲပေါ့ရှွတ်နေလေယာကြီးဆက်ရှင်းပေါ့တော့ဒါကျုံးပေးမှလမ်းလျှောက်မလားစပိန်လေးစီးသွားမလားဥမာစော်လေးနဲ့ဗာလေးနဲ့နေအောင်သားလမ်းလျှောက်သွားကြမလားဗျာ မရပါလား လို့လဲဆိုတော့နေထားကလုံးဝဟိုမိုက်သွားမယ်ပုံစံကြီးကမှရှိပါတယ်ခင်ဗျာဒီကောင်လည်း The North Face ပြလေးဗျာနေပြီးပြလေးနော်ဟုတ်ပါဘူးဒီကောင်ဘယ်လိုပြလဲ အဲ့လက်ပြမှာ လက်ပြလေးလက်ပြလေးကိုကျွန်တော်ဒါလက်ဆိုင်ဗျာနည်းနည်းခုနမီဒီယံနေကြည့်ပဲလက်ဆိုင်ကကြတော့ဘယ်လိုပုံစံဖြစ်တော့နည်းနည်းပွားတဲ့ဘက်တော့နည်းနည်းပါတယ်နော် ဒါမှတော့ပါပဲ တော်တယ်လားအဲ့လိုမျိုးသူကဒီမှာနေထားဟိုလိုပေါ့ဘယ်လိုပြောရဆိုတော့ကျွန်တော်တို့ကစ်တဲ့ဘိုင်းဆိုင်ရာရောဗာရောစောင်းရမ်းမိုက်သွားပြီဂေါ်တဲ့ထဲမှာတော့ပါတယ်ဗျဒီကောင်ကြတော့နက်ပြနဲ့အမဲလေးကိုဆက်ပေးထားတယ်အနဲ့လေးနဲ့ဆက်ပေးထားတယ် ဒီပါလေ စပေါ်သား ကိုကအနက်ဆို तू ကအမဲ တော့ကမိုက်တယ် ကိုကအနက်ဆို तू ကအမဲလို့ အဲ့လိုပြောကျွန်တော်တို့အဲ့လိုမျိုးစัญญပါပြောရတော့မျိုးကြီးဒီဇိုင်းတော့မဟုတ်ဘူးပေါ့ဗျာကြည့်လိုက်ပါဦးဗျာရန်လာတော့ထားကြတယ်ဗျာဘာလို့ဆိုတော့အဲ့လိုမျိုးဝင်လိုက်ထားကြလေးတွေခုကပေးဆက်ရှင်တော့တာဘာလို့ဆိုတော့ခုနေရာကြီးရောက်တော့မှာဆိုတော့အားလုံးဒန်းတူလှသိရှင်လို့3 color လာတယ်နော် medium left side 280 280ဒီလာတယ်နော် ဟုတ်တယ် 280ဒီလာတယ်အဲ့ sport သားရဲ့တာနာမှုကတော့လိုက်မမီပါဘူးခင်ဗျာတာနာမှုကတော့လိုက်မမီတော့ဘူးခင်ဗျာအဲ့မှာမဲခဲအဲ့မှာခဲမဲဟာလားဒီမှာကပါတယ်လက်ပြရဲ့အမဲရဲ့ဆက်ပေးထားတယ်သူ့ရဲ့ပေါင်းစပ်မှုကတော့လိုက်မမီတော့2028ရဲ့ fashion အလန်းဆုံးဗျာ28တိရောက်သွား အဲ့လေ2028ဒီပို့ပေးလိုက်တာ26ကျရင်တားကြီးငယ်နေပါလို့ကားအနေနဲ့ဆိုင်ကဲနေလေဗျာအမြင့်ဆုံး grade ပြည့်ဖြစ်စေချင်လို့2028ဒီထုတ်ပေးလိုက်တာကဲအားလုံးသောသားတော်ညာကင်းလေးပါခင်ဗျာဘောင်ကောင်းထက်တိုင်းနေဝယ်ယူအားပေးကြတဲ့ချစ်မိတ်ဆွေတူတူရောက်စီတိုင်းကျမ်းမာရင်ချမ်းသာရင်လူရင်ဆန္ဒတွေတလုံးတော့ပြည့်စုံကြပါစေစီစဉ်ဥစ္စာများဒီလာတွတ်တက်ကြပါစေခင်ဗျာရောဘကဘေးများလည်းကင်းဝေးကြပါစေကြံတိုင်းစီတိုင်းရရအောင်မြင်ပြီးလောက်တိုင်းကြံတိုင်းလည်းဒီဝါရေးများလည်းဒီလာတွတ်တက်ကြပါစေလို့ဆုမွန်တောင်းပေးနေအားလုံးသောဘိုင်းမိုင်ပါခင်ဗျာ